င်္ဂလာပါမတို့ရေညီမကမဝေ catering service ကပါဒီနေ့ညီမကျွေးရမယ့်တက်တက်လွတ်မီနူးတွေကတစ်မျိုးကိုညီမကဇီးရိုးတုပ်ကလေးတုပ်ပေးမှာပါအဲ့ဒီအတွက်ညီမကဇီးရိုးလေးတွေကိုစားလေးနည်းနည်းလေးနဲ့ပြုတ်ထားပေးပါတယ်ပြုတ်ပြီးတာနဲ့ဆယ်ပြီးတော့ညီမအရှိလိုက်အမြင်လိုက်ကလေးတွေနှွှင်မယ်ပြီးရင်စားလေးပပလေးနဲ့နေထားပေးမယ်နော်ပြီးရင်ညီမကပဲမှုံလေးထည့်ပါမယ်ညီမကခက်စီစီလေးတုပ်တာကိုကြိုက်တယ်လို့ဆိုတော့ပဲမှုံလေးပို့ထည့်ပါမယ်ပြီးရင်မြေပဲလော်မုံလေးထည့်ပါတယ်ပြီးရင်တော့ကြက်တုံအဖြူအနီလေးတွေနဲ့မှုေးနေအောင်စီတက်ထားတဲ့စီချက်ကလေးကိုရွှဲလေးစမ်းပါမယ်ရှင်အဲ့ဒီနောက်မှာတော့အမွှေးအရသာလေးရအောင်ကြက်သွန်နီကြော်လေးတွေညီမဖြူပါမယ်အတုပ်ရဲ့မှုေးရနံလေးကို perfect ဖြစ်သွားစေဖို့ရယ်ပြီးရင်အချင်းအရသာလေးအတွက်ရယ်ညီမတမယာသီးလေးညှစ်ထဲပါရရှင်ပြီးရင်တော့ညီမခပ်ဖွားဖွားလေးနေမယ်နော်ညီမထည့်ထားတဲ့ကြက်သွန်နီကြော်လေးတွေကြေမသွားအောင်လို့ညီမကရွမောမောလေးပဲနေပြီးတယ်နော်ကဲဒါဆိုရင်တော့ကျမကြီးနဲ့ညီညွတ်တဲ့ရာသီပေါ်စီရိုးတုပ်ကလေးရပါပြီမတို့ရေအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်